အားလုံးပဲမင်္ဂလာပါခင်ဗျာဘလို့ဝါသနာရှင်များခင်ဗျာဒီနေ့ရဲ့ယူယိုပါလီကွဲစီဖြစ်ဂျာမနီကလပ်ဖလိုက်ဘန်နဲ့ပေါ်တူဂီကလပ်ဘရာဂါတို့ရဲ့ပွဲကိုရှုတော့9ခုကနေနှစ်ချို့တိုးတာပြသွားမှာဖြစ်ပါတယ်ဖလိုက်ဘန်ကအီကွေးမှာမချိုပြီးဘရာဂါကတော့ဥရောပတွေးကြိုရစ်ကျက်တဲ့တဲပါဖလိုက်ဘန်ကတိုက်စစ်လူဆိုနေပြီးဘရာဂါကတော့ခါစေးပိုင်းမှာဒါယာပြဿနာနဲ့ငယ်ရှိနေပါတယ်ဖလိုက်ဘန်ကဇနိတကြားနဲ့ခါစေးပိတ်ကစားမှာဖြစ်ပြီးဘရာဂါကတော့တိုက်စစ်ဖွဲ့ပြီးပွဲကိုထိချုပ်ဖို့ကြိုးစားမှာပါဂျာမနီကလပ်တွေဟာပေါ်တူဂီအသင်းတွေနဲ့တွေ့ရင်ရုပ်ပိုင်းဆိုင်ရာအသာစီးရယူလိမ့်ရှိတာကြောင့်ဖိုက်ဘတ်ကလက်ငယ်ချင်းဒီကောင်းနေပါတယ်ဘရာဂါရဲ့မြန်နှုတ်ကိုဖိုက်ဘတ်ကဘလို့ထိနေမလဲဆိုတာဒီပွဲရဲ့အဖြေပါကျွန်တော်ရဲ့ခမ်းမန်းချက်အရအေရှင်းဖိုက်ဘတ်က2ဂိုး1ဂိုးနဲ့နိုင်သွားမယ်လို့ထင်ပါတယ်ပလိသတ်တို့ရောဘယ်လိုထင်ကြပါသလဲခင်ဗျာcomment မှာရေးပေးသွားကြပါဦးခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးသွားကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ